နဂါမောက်စိုက်ပျိုးခြင်းသူတွေအတွက်အလွယ်ကူဆုံးအပင်ပြိုးနှဲလေးကိုဝေးမျှပေးလိုက်ပါတယ်ပထမဆုံးနောက်ကောက်ပင်ကရင်းနဲ့ဂိုင်းတွေကိုဖျက်ယူပေးပါယူထားတဲ့ဂိုင်းတွေကိုအရှိစစ်မကန်းအပိုင်းလေးတွေဖြစ်အောင်ဖျက်တောက်ပေးရပါမယ်ရလာတဲ့အပိုင်းလေးတွေကိုအရင်ပိုင်းမှာတလက်မအကျယ်ခန့်အပေါ်ရန်သားတွေကိုလှီးဖြက်ပြီးဖယ်ပေးလိုက်ပါလှီးဖြက်ထားတဲ့ထိပ်ပိုင်းတွေကိုတေရှုစတွေအသုံးပြုပြီးအုပ်ထားပေးရပါမယ်ပြီးရင်တော့ရေဆိုးရွှဲအောင်ဖြန့်ပေးထားလိုက်ပါနှစ်ဆက်ကျော်လောက်ဆိုနဂါမောက်ကောင်းထိပ်တွေမှာအမြစ်တွေများစွာထွက်နေပြီးအပင်တဲ့တွေရရှိလာပါပြီဒါဆိုရင်တော့မြေချစိုက်ပျိုးလို့ရပါပြီမြေချစိုက်ပျိုးဖို့အတွက်ရိုးမြေကြီးတဘာဝမြေဆွေနဲ့ဖွဲပြတွေကိုတမာသွားအောင်ကြော်ဆက်ပေးပြီးပြင်ဆင်ပေးရပါမယ်ပြီးရင်တော့အစိုးထက်ထိန်နိုင်ပြီးပေါင်းမြစ်တွေကင်းစင်စေဖို့အတွက်ပလတ်စတစ်အမီစာနဲ့လုံအောင်ဖုံးအုပ်ပေးထားလိုက်ပါဆယ်ပြုဖို့အတွက်အပေါက်လေးတွေဖောက်ပေးပြီးပြိုးထားတဲ့နဂါမောက်ပင်တွေကိုထိုးပင်အားလုံးစိုက်ပျိုးပြီးရင်တော့အာဟာရထည့်ကျွေးနိုင်စေဖို့အတွက်အပေါက်ပါတဲ့မြုပ်ပေးရပါမယ်လားအနှဲငယ်လောက်ဆိုနဂါမောက်ပင်တွေဟာကြီးထွားနေကြပြီးအသီးပွင့်တွေနဲ့ဝေစာလို့နေပါပြီးစိုက်ပျိုးပြီးရှစ်လောက်ဝန်းကျင်ကြတဲ့အခါမှာတော့နှကောက်ပင်တွေမှာအတီးတွီများစွာရေးမဲ့စားကျင်စားပွဲဖြစ်နေပါပြီးမြေးနေရမလို့ပဲစနစ်တကျစိုက်ပျိုးလို့ရတာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါဦးနော်